လူခေါ်ရုံမှုတွေမပြီးသေးဘူးလို့ကားရိပ်ပြောတဲ့ United ရာသီတက်မှာထူးခြားတာတစ်ခုကိုလုပ်ပြနိုင်မလားပရိသတ်များအားမင်္ဂလာပါဗျာ90 plus အားကစား channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မန်ချက်နိုင်တက်အတွက်2026-29ရာသီတင်မစားခင်မှာအရေးကြီးဆုံးမေးခွန်းကအသင်းကစားမအသင်းဘယ်နှယောက်ထက်ရောက်လာမလဲဆိုတာတက်လက်ရှိလူရင်းအားနဲ့ပဲဘယ်အဆင့်ထိပြန်လည်ရပ်တည်နိုင်မလဲဆိုတာဖြစ်ပါပါတယ်တို့တပြင်းပြီးခဲ့တဲ့ရာသီဒုတိယပိုင်းမှာအသင်းကိုအကောင်းဘက်ပြန်ဆွဲတင်နိုင်ခဲ့တဲ့ Michael Carrick ဟာတရားဒီမှာ United ကိုအမြဲတမ်းပြအဖြစ်ဂိုင်းတွင်ရတော့မှာဖြစ်တာကြောင့်သူ့ရဲ့ရာသီတက်ပေါ်အမြင်နဲ့လက်ရှိလူရင်းအားပေါ်သုံးသပ်ချက်တွေကပရိသတ်တွေအတွက်အထူးစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းမှာယာယီနီးပြအဖြစ်တောင်းယူခဲ့တဲ့ Carrick ဟာ United ကို Premier League 17ပွဲမှာ12ပွဲနိုင်ရအောင်ဦးဆောင်ခဲ့ပြီးအဆင့်3နဲ့ရာသီသိမ်းစေခဲ့ပါတယ်။ဒီအားလည်းအကြောင်းပဲ United ဒီနှစ်ဘောလုံးရာသီမှာ Champions League ဝင်ပြန်လည်ရရှိခဲ့ပြီးဒီရာသီပြည်တွင်းပြိုင်ပွဲတွေအပြင်ဥရောပရဲ့အမြင့်ဆုံးပြိုင်ပွဲကိုပါတပြိုင်နက်တည်းရင်ဆိုင်ရတော့မှာပါ။ဒီလိုအချိန်မှာ Carrick အနေနဲ့လက်ရှိအသင်းကိုအားရနေသလားဒါမှမဟုတ်ထပ်ပြီးပြင်ဆင်ဖို့လိုအပ်နေသေးသလားဆိုတာကအဓိကမေးခွန်းဖြစ်ခဲ့ပါတယ်။ Carrick ရဲ့အဖြေကရှင်းပါတယ်။ပြည်ထဟာနေရာဒီအပြောင်းအရွှေ့မှာလုံဆောင်ထားတာတွေကိုသူကျေနပ်ပေမဲ့အလောက်ကမပြီးသေးဘူးဆိုတဲ့သဘောကိုထက်ကတလဲလဲပြောပြခဲ့ပါတယ်။ UAE Telemans နဲ့ Andy Sandler တို့လိုကွင်းလယ်ကစားမတွေကိုခေါ်ယူထားနိုင်တာကအသင်းအတွက်အရေးကြီးတဲ့ခြေလှမ်းဖြစ်ပေမဲ့ကားရင်းအနေနဲ့အသင်းကိုပိုပြီးပြေးဆုံတဲ့ AR စုတစ်ခုဖြစ်လာစေဖို့ထပ်မံဖြည့်တင်းဖို့လိုအပ်နေသေးတယ်လို့မြင်ထားတာပါ။အထူးသဖြင့်ကွင်းလယ်နေရာမှာထပ်မံဖြည့်တင်းဖို့နဲ့ဘယ်နောက်ခံလိုနေရာကိုအားဖြည့်ဖို့ဆွေးနွေးမှုတွေရှိနေပါတယ်။ဒီအချက်ကတကယ်တော့ United လက်ရှိလူရင်းအားကိုသုံးသပ်တဲ့နေရာမှာအရေးကြီးပါတယ်။ UAE Telemans ရောက်ရှိလာမှုကအတွေ့အကြုံနဲ့ဘောလုံးကင်တွင်နိုင်စွမ်းပိုကောင်းလာစေမှာဖြစ်ပြီးAndy Sandler ကတော့အသက်ငယ်သေးပေမဲ့ကားရဲ့အမြင်မှာအနာဂတ်အတွက်အလွန်စိတ်ဝင်စားစရာကောင်းတဲ့ကစားမတူဖြစ်နေပါတယ်။ဘောလုံးအကစားကိုချစ်မြတ်နိုးတဲ့ညီကိုတွေအနေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါ။အခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်။ကလပ်အသင်းနိုင်ငံအသင်းအစွန်ရဲ့ဂျာစီတွေကို player version, fan version နဲ့ time made one set တွေအပြင်အသင်း t-shirt တွေလည်းရရှိနိုင်ပါတယ်။ Royal Express ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ဝယ်ချေစနစ်နဲ့ရောင်းချပေးတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့ကြီးဝယ်ယူအားပေးခြင်းတဲ့ညီကိုတွေအနေနဲ့ YGN ဂျာစီ short ရဲ့ Facebook page Messenger မှာသွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါကာရိတ်ကဆန်းတို့ရဲ့ရင်းစက်မှုအသေးပေါ်ထားတဲ့သဘောထားနဲ့ခေါင်းဆောင်နိုင်စွမ်းတွေကိုအထူးကြီးကျူးထားတာကြောင့်ဒီလူငယ်ကစားသမားလေးဟာရာသီတက်မှာအရေးကြီးတဲ့အခမ်းအနားတစ်ခုကနေပါဝင်လာနိုင်ပါတယ်ဒါပေမဲ့ United ပြဿနာကကွင်းလယ်နေအောင်ထပ်ကောင်းလာရုံနဲ့အလုံးစုံပြီးဆုံးသွားတာတော့မဟုတ်ပါဘူးဒီကနေ့ရာသီမှာ United ပြဿနာတွေနဲ့ကန်စစ်ပိုင်းကနေဂိုးပေးရတဲ့ရေတွက်ကလည်းအဓိကနေရာကနေပါဝင်ခဲ့ပါတယ်ပရီးမီးယားလိဂ်မှာ69ကိုသွင်းနိုင်ခဲ့ပေမဲ့သွင်းကုန်90အထိပြန်ပေးခဲ့ရတာကြောင့်ထိပ်ဆုံးသင်းနဲ့ရှင်ပန်ကျနေဆိုရင်တိုက်စစ်ပိုင်းထက်ကန်စစ်ပိုင်းတည်ငြိမ်မှုကိုလည်းတိုးတက်အောင်လုပ်ဖို့လိုအပ်နေပါတယ်ဒီနေရာမှာကားရဲ့အင်ဒူဝဲတွေကပိုကောင်းလာဖို့လိုတယ်ဆိုတဲ့သဘောကအတော်လေးကိုအဓိပ္ပာယ်ရှိပါတယ်သူကလက်ရှိအသင်းကိုမကောင်းဘူးလို့ပြောနေတာမဟုတ်သလိုလွင်ရပေါ်မကျင်နေတာလည်းမဟုတ်ပါဘူးတကယ်တော့သူ့မြင်ကရှိပြီးသားအခြေခံကောင်းနေပြီးဒါပေမဲ့ချန်ပီယံဆုအတွက်တကယ်စိန်ခေါ်ခြင်းအဲ့ဒီအခြေခံပေါ်မှာနောက်ထပ်အရေးသွေးတွေထပ်တင်ဖို့လိုနေသေးတယ်ဆိုတဲ့သဘောပါပဲအခုရာသီအတွက်နောက်ထပ်စိတ်ဝင်စားစရာကမာကာရက်ဖို့ရဲ့ပြန်လာမှုပါမိုင်းစတာဘက်ကိုအငှားသွားကစားခဲ့ပြီးတဲ့နောက်ပေးသက်အပြောင်းအရွှေ့မဖြစ်ခဲ့တာကြောင့်United ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ Rashford ကို Carrick ကလည်းအပြတ်အသတ်ပေးချထားတာတော့မဟုတ်ပါဘူးသူ့မြန်မာ Rashford ဟာရေသွေးရှိတဲ့ကစားမတစ်ယောက်ဖြစ်နေစေပြီးအသင်းအတွက်အသုံးဝင်နိုင်တဲ့ကစားမအဖြစ်ရှုမြင်ထားပါတယ်ဒါ United အတွက်ပြောင်းလဲခြင်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒါမှမဟုတ် Carrick ကဒီဟာဒီ United အတွက်တကယ်ထူးခြားတဲ့အရာတစ်ခုကိုရယူနိုင်တယ်ဆိုတဲ့အကောင်းမြင်မှုကိုလည်းပြသထားပါတယ်ဒါသူ့အနေနဲ့ပရိသတ်တွေကိုအလွန်ကြုံမျှော်လင့်ချက်ပေးလိုက်တာမျိုးမဟုတ်ပဲပြီးခဲ့တဲ့ရာသီဒုတိယပိုင်းကအသင်းရဲ့ပြန်လည်တိုးတက်လာမှုနေရာဒီမှာဝင်လာတဲ့ကစားမအသစ်တွေကွာဘလာပြီးတဲ့နောက်ပြန်ရောက်လာတဲ့ Marcus Rashford, Kobe Mainoo နဲ့Lisandro Martinez တို့ကြောင့်လွန်ရောင်းပို့ပြေးလာတာကိုအခြေခံပြီးပြောတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာပဲ United ပရိသတ်တွေအနေနဲ့တတိထားမယ့်အချက်တစ်ခုရှိနေပါတယ်ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းမှာ Carrick ရဲ့အသင်းကအန်အသင်းဆရာကောင်းလာအောင်ခေါင်းခဲ့ပေမဲ့တရားဒီလုံးအဲ့ဒီအဆင့်နဲ့ပဲဖျက်ဆီးနိုင်မလားဆိုတာကတော့မေးခွန်းထုတ်စရာရှိနေပါတယ်ဒီရာသီမှာချန်ပီယံလိဂ်မှာပြန်ကစားရမှာဖြစ်တာကြောင့်ပွဲရည်အတွက်တွေပိုများလာမယ်တမက်တွေကလည်း United ကိုပို့ပြီးတော့အလေးထားလာမယ်အဲ့ဒီအချိန်ဒီမှာ Carrick ရဲ့အသင်းကရာသီဒုတိယပိုင်းကလို့တည်ငြိမ်နေဖို့ဆိုတာကစမ်းသပ်မှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်